Hello Friday Football AD ပြည်သက်များအားလုံးမင်္ဂလာပါ Friday Football AD ကတော့ဒီအပိုင်းမှာတော့ Team Book ကတည်တင်ပေးနေတာပေါ့နော်ဒီနေ့မှာ Team Book ကတော့ Manchester United Team Book ကဖြစ်ပါတယ်ဒါထွက်လာမဲ့ Michael Carrick ရဲ့ Man U ကိုအမည်ပေးထားပါတယ်အခု Man U ရဲ့ Team Focus ထဲမှာ Man U အားစားဒါရိုက်တာ Jason Welbeck အကြောင်းလည်းကျွန်တော်မိတ်ဆက်လေးထည့်ပေးထားတယ် Jason Welbeck က Man U အတွက်ဘာတွေလုပ်ပြထားလဲဆိုတာအချက်လက်တွေနဲ့တင်ပြပေးထားတာပါအဲ့တော့လာမယ့် August 16 ရက်ဆိုရင် Arsenal နဲ့ Man City တို့ရဲ့ Community ဒိုင်းပွဲနဲ့အတူ Premier League ရာသီစကလကာဖွင့်ပြီပေါ့နောက်တစ်ပတ် August က21မှာတော့2026-29ဘောလုံးရာသီ Premier League ပွဲစဉ်တက်စတင်ပြီဖြစ်ပါတယ် Manchester United ရဲ့ပွဲစဉ်တက်ကတော့ August 22ရက်နေ့မှာဖြစ်ပါတယ်ပွဲစဉ်တက်မှာ Manchester United ကစားရမယ့်အသင်းကတော့ Blue လဲဆိုတာ Man U ဖန်တွေတီးပြီးသားဖြစ်မှာပါ Hull City နဲ့အဝေးဝင်ပွဲဖြစ်ပါတယ် Hull City ဆိုတာတန်းတဲ့အသင်းဖြစ်တယ်Championship မှာ Playoff ကစားပြီးတော့ Premier League ကိုတန်းတက်လာခဲ့တဲ့အသင်းတွေဖြစ်ပါတယ်။ Man U ရဲ့ယာစီအစပွဲစဉ်တက်ကလှနေတာပေါ့ဗျာ။ပွဲစဉ်တက်မှာ Man U ဘယ်သူနဲ့စတင်ကစားရမယ်ဆိုတာ Man U ဖန်တွေအများစုသိနိုင်ပေမဲ့ပွဲစဉ်တက်ကိုတော့ Man U ဖန်တွေကသတိထားမိတဲ့သူကနည်းလိမ့်မယ်ထင်တယ်။အများစုတော့သိသတိမထားမိသေးဘူးလို့ထင်မိတာပဲ။ပွဲစဉ်တက်က Old Trafford မှာကစားရမှာပါ။ Manchester United ရဲ့ပြိုင်ဘက်က Ipswich ဖြစ်ပါတယ်။ Ipswich ဆိုတာလည်းတန်းတဲ့အသင်းပဲလေ။အဲ့တော့ပွဲစဉ်နဲ့လဲ Man U အတွက်လှနေတာပါပဲပွဲစဉ်သုံးက Everton နဲ့ဖြစ်ပါတယ်ဝုန်းဝန်းပွဲပါ Man U အတွက်အရင်တော့မခက်ဘူးလို့သတ်မှတ်ထားမိတယ်ဒါကြောင့်တားထွက်လာတဲ့ Michael Carrick ရဲ့ Man U လို့ကျွန်တော်အမည်ပေးလိုက်ခြင်းဖြစ်ပါတယ်အဲ့တော့အခုစတင်တော့မယ့်ရာသီအတွက် Premier League အသင်းတွေရဲ့ Total Market Value တွေကျွန်တော်လိုက်ကြည့်ပြပါတယ် Manchester City, Chelsea, Arsenal တို့ကတော့ Total Market Value မှာတော့1 billion ကျော်မှာရှိထားတဲ့အသင်းတွေဖြစ်ပါတယ်ဒီမှာဘူးကတော့တန်း900ကျော်မှာရှိပါတယ် Tottenham Hotspur နဲ့ Manchester United တို့ကတော့တန်း800ကျော်မှာရှိနေကြတဲ့အသင်းတွေဖြစ်ပါတယ် Manchester United ရဲ့2026-29ဘောလုံးရာသီလက်ရှိ Total Market Value ဟာယူရိုတန်း882.3တန်းဖြစ်ပါတယ်အဲ့ဒီ Market Value ကတေးနဲ့တက်လာတဲ့ Market Value ဖြစ်ပါတယ်လွန်ခဲ့တဲ့သတင်းတစ်ပတ်ကကျွန်တော် Man U ကိုကြည့်နေခြင်းကယူရိုတန်း868.83တန်းပဲရှိပါတယ်အခုကျတော့882.33တန်းဖြစ်လာပါတယ်ခေးတက်လာတာပေါ့ဗျာအဲ့မနေ့က2025-26ဘောလုံးရာသီက Manchester United ရဲ့ Total Market Value ဟာယူရို955.13တန်းပဲရှိတာပါအခုယူရို882.33တန်းဆိုတော့ Manchester United Total Market Value ကြီးကထိုးတက်လာနေပါတယ်မနေ့ကတော့ Manchester United ဟာဥရောပဆင်ပွဲတွေမကစားရဘူး Premier League ပွဲတွေကြီးအာရုံစိုက်ကစားရခဲ့တယ်အမှ Champions League တွေဝင်သွားခဲ့တယ်ပေါ့ဒီနေ့မှာတော့ Manchester United ဟာ Premier League တွေမဟုတ်တော့ဘူး Champions League ပွဲလဲကစားရတော့မှာဖြစ်ပါတယ်အင်္ဂါဗုဒ္ဓပွဲတွေပါလာခဲ့ပြီဖြစ်ပါတယ်အဲ့တော့ Champions League ပွဲတွေမစတင်မီမှာ Manchester United ဟာ Premier League ပွဲတွေဖျက်ဆီးနိုင်ဖို့လိုတာပေါ့ဗျာဒါကြောင့်လည်း Manchester United ကစားရမယ်ပထမ3ပွဲကိုစောစောတုန်းကကျွန်တော်ရွတ်ပြခြင်းဖြစ်ပါတယ်Champions League အဆင့်ပွဲတွေကစက်တင်ဘာ10ရက်မှာစတင်မှာဖြစ်ပါတယ်စက်တင်ဘာ10ရက်စက်တင်ဘာ9ရက်စက်တင်ဘာ10ရက်တို့မှာပွဲစဉ်တွေစတင်ကစားမှာဖြစ်ပါတယ်အခု Manchester United ကစားသမားဝယ်ထားတာဘယ်လောက်ရှိပြီလဲလောလောဆယ်တော့ကျွန်တော် define လုပ်နေစေတော့3ပဲရှိသေးတယ်ပေါ့ဗျာဒီ United ကိုသမား Carlos ကိုပြောင်းရွှေ့ခြင်းလုပ်နေခေါ်တယ်ပြီးတော့ Aston Villa ကွင်းလယ်ကစားသမား Belgian Captain တဘာဖြစ်တဲ့သူ Tielemans ကိုပေါင်35တန်းပေးပြီးဝယ်ထားတယ် Chelsea ကွင်းလယ်က Brazil player Andre Santos ကိုပေါင်တန်း50နဲ့ဝယ်ထားပါတယ်ဒီ Andre Santos ကိုတော့လူများစုကသတိမထားမိတော့ player ပဲဖြစ်တယ်သူ့ကိုပေါင်တန်း50နဲ့ဝယ်ထားပါတယ်အဲ့တော့နေရာကြီးပြောင်းရွှေ့မှာလောလောဆယ်မှာ Manchester United ဟာပေါင်85တန်းပဲသုံးထားပါသေးတယ်အလန်တာကွင်းကစားသမားဒီအဒါစင်စီးကြတယ်စီးမောင်တဲ့အတွက် Man U အားစားဒါရိုက်တာ Jason Welbeck ဟာ Chelsea ကွင်းကစားသမား Andre Santos လူတွေသိမသိသော Andre Santos ကိုချက်ချင်းခေါ်လိုက်တာဖြစ်ပါတယ်ဒီရောင်းဝယ်ကိုကြည့်ပြီးတော့မိနစ်တုန်းက Man U ကဂါနာချိုကို Chelsea ကိုပေါင်တန်း40နဲ့ထိုးရောင်းလာတာတော့အမှန်ရမိပါသေးတယ် Chelsea ပိုက်ပုံးမိသွားတာပေါ့နော်အခုတခါ Chelsea က Man U ပြန်ပြီးရောင်းလာတယ်ဘယ်သူကပိုက်ပုံးမိမလဲစိတ်ဝင်စားစရာပေါ့အခုဒီရောင်းဝယ်နဲ့ပတ်သက်ပြီး Man U ဖန်တချို့ကတော့တိတ်အားမရတဲ့ပုံစံမျိုးတွေတွေ့နေရပါတယ်ဒီ Santos ကိုသူတို့တိတ်လည်းမသိဘူးဆိုတော့တိတ်သဘောမကျတဲ့အနေအထားမျိုးတော့ရှိတယ်ဒါပေမဲ့ Manchester United Santos ကိုစာချုပ်လိုက်တာ2031အထိနှစ်ရှည်စာချုပ်ကြီးချုပ်လိုက်တာတော်ုံတစ်ဖြစ်အရေးသွေးမဟုတ်ဘဲနဲ့တော့စာချုပ်မှာမဟုတ်ပါဘူးဒီနေရာမှာ Man U အားစားဒါရိုက်တာ Jason Welbeck ရဲ့စမ်းဆောင်ရည်တွေတင်ပြပေးလိုက်ပါတယ်သူက Man City မှာ Academy Manager ဖြစ်နေ Man City Academy လူငယ်ပလီယာလေးတွေကို
ကန်ရခဲ့တဲ့သူဖြစ်ပါတယ်2019ကနေ2023ထိကန်ရခဲ့တာအခုချယ်ဆီမှာကစားနေတဲ့ကိုပါမာတို့ဒလက်တို့အခုဖူဟန်ကိုရောက်သွားတဲ့မန်စီးတီးပလီယာအော်စကာဘော့တို့အခုဆောက်တန်တန်နောက်တန်းမှာကစားနေတဲ့ဟာူဗဲလစ်တို့ဆိုတာဂျေဆန်ဝဲကော့မန်စီးတီးမှာတော့မွေးခဲ့တဲ့တပည့်တွေပေါ့ဗျာမန်စီးတီးကနေသူဆောက်တန်တန်ကိုပြောင်းသွားတယ်2023မှာယာဒူးတက်သွားတယ်ပေါ့ဗျာအားကစားဒါရိုက်တာဖြစ်နေပြောင်းရွှေ့သွားခဲ့တာပါ2024တဲ့ကြာကြာမန်ချက်စတာယူနိုက်တက်ကသူ့ကိုခေါ်လိုက်တယ်တက်ကနီကယ်ဒါရိုက်တာဖြစ်နေခေါ်လိုက်တယ်အဲ့တော့သူဆောက်တန်တန်အားကစားဒါရိုက်တာဖြစ်ကနေမန်ယူဘက်ကိုရောက်လာတယ်2024မှာ2025မှာကြာတော့မနစ်ကပေါ့ဗျာဂျေဆန်ဝဲကောဟာမန်ယူရဲ့အားကစားဒါရိုက်တာဖြစ်လာခဲ့ပါတယ်အဲ့တော့မနစ်ကဘောလုံးရသည်မှာမန်ယူအားကစားဒါရိုက်တာဂျေဆန်ဝဲကောဟာမန်ယူရဲ့ဘယ်သူတွေကိုဝယ်ပေးခဲ့လဲဒါလေးကပြန်ကြည့်ဖို့လိုတဲ့အနေထားပဲဖြစ်ပါတယ်ဘူဘာတန်တက်စီမှုကွန်ညာကိုဝယ်လိုက်တယ်ပေါင်60နဲ့5သန်းနဲ့2030ထိ9နှစ်စာချုပ်လိုက်တယ်ကွန်ညာမနစ်ကမန်ချက်စတာယူနိုက်တက်မှာဘယ်လိုခြေစမ်းရှိလဲပရီးမီးယားလိပွဲ33ပွဲကစားခဲ့တယ်မိနစ်နဲ့ဆိုရင်မိနစ်2503မိနစ်ကစားခဲ့တယ်10ဂိုးသွင်းခဲ့တယ်4ချိန်ဖန်တီးပေးခဲ့တယ်အဲ့ဒါဂျေဆန်ဝဲကော့ဝယ်ခဲ့တဲ့ပလီယာဖြစ်တယ်နောက်ဘရန်ဖို့တက်စီမှုဘရိုင်ယန်အမ်ဘူမိုကိုဝယ်ခဲ့တယ်ပေါင်65သန်းနဲ့2030ထိ9နှစ်စာချုပ်လိုက်တယ်ထပ်ဆောင်ပေးရမယ့်ပတ်စံသူ့မှာရှိသေးတယ်ထပ်ဆောင်ပေးရမှာလည်းဆိုတကယ်တမ်းဒီဘရိုင်ယန်အမ်ဘူမိုဝယ်တာပေါင်82သန်းရှိပါတယ်မင်းကပရီးမီးယားလိမှာအမ်ဘူမိုမန်ယူနဲ့33ပွဲကစားခဲ့တယ်မိနစ်ခနဲ့ဆိုရင်2652မိနစ်ကစားခဲ့တယ်အမ်ဘူမိုဘလောက်ဂိုးသွင်းခဲ့17ဂိုးတောင်သွင်းခဲ့တယ်3ချိန်ဂိုးရအောင်ဖန်တီးခဲ့တယ်အဲ့ဒါဂျေဆန်ဝဲကော့ဝယ်ခဲ့တာလိုက်စစ်တက်စီမှုရှက်စကိုမနစ်ကဝယ်ခဲ့တယ်ပေါင်83.8သန်းနဲ့2030ထိ9နှစ်စာချုပ်ခဲ့တယ်ထပ်ဆောင်ပေးရမယ့်ပတ်စံနဲ့ဆိုရင်ဒီရှက်စကို86.5သန်းအထိပေးရမှာဖြစ်ပါတယ်အဲ့တော့ရှက်စကိုကမနစ်ကပရီးမီးယားလိမှာမန်ယူနဲ့တူပွဲ30ကစားခဲ့တယ်မိနစ်အပြင်1639မိနစ်ကစားခဲ့တယ်17ဂိုးသွင်းခဲ့တဲ့တိုက်စစ်မှုဖြစ်တယ်သူ့ရဲ့ last minute ဂိုးတွေဟာအဆုံးဖြတ်ရေးပါတဲ့ဂိုးတွေဖြစ်ခဲ့ကြတာကိုလည်းမန်ယူဖန်တွေမေ့ထားမှာမဟုတ်ပါဘူးအဲ့ဒါဂျေဆန်ဝဲကော့ဝယ်ခဲ့တဲ့တိုက်စစ်မှုတွေဖြစ်ပါတယ်ပြီးတော့ဘယ်ဂျီယန်ကလပ်ရိုင်ယယ်အက်နွမ်ကလူငယ်ကိုသမားဆန်နီလာမန်ကိုပေါင်18.2သန်းနဲ့ဝယ်ခဲ့တယ်9နှစ်စာချုပ်ခဲ့တယ်မနေ့တော့ပရီးမီးယားလိမှာဆန်နီလာမန်က32ပွဲကစားတယ်မိနစ်အပြင်2880မိနစ်ကစားခဲ့တယ်10ပွဲကင်းရှိရခဲ့တယ်အဲ့ဒါဂျေဆန်ဝဲကော့ဝယ်ခဲ့တဲ့ပလီယာ4ယောက်ဖြစ်တယ်အဲ့တော့ဒီ4ယောက်စလုံးမနစ်ကဘောလုံးရသည်ရောက်ချင်းမှာမန်ချက်စတာယူနိုက်တက်မှာကောင်းသလားမကောင်းဘူးလားပြန်စဉ်းစားလိုက်ရင်အဖြေထွက်ပြီးသားဖြစ်ပါလိမ့်မယ်ဂျေဆန်ဝဲကော့ဝယ်ထားတဲ့ပလီယာတွေဟောတိကံမဖြစ်ခဲ့ဘူးဆိုတာသိစေချင်ပါတယ်ပလီယာ၄ဦးဝယ်တယ်62.5သန်းအပေါင်း65သန်းအပေါင်း83.8သန်းအပေါင်း18.2သန်းညီမြချင်းပေါင်းတန်း219.4သန်းရှိခဲ့တယ်ထပ်ဆောင်ပြရမှာနေဆိုရင်ပေါင်တန်း220ကျော်ပေါ့ဗျာ230ပေါ့ဗျာအဲ့လောက်ထိရှိခဲ့တယ်ဒါပေမဲ့ပလီယာတွေအကုန်လုံးကခြာတူးနိုင်နေမဟုတ်ချော်သွားတဲ့ပလီယာတယောက်မှမရှိဘူးတယောက်စလုံးကတကယ်ကောင်းခဲ့တဲ့ပလီယာတွေဖြစ်တယ်ဆိုတာတွေ့ကြမှာဖြစ်တယ်အဲ့တော့အခုချယ်ဆီကိုလင်ကစားသမားအန်ဒရီဆန်တိုစ်ကိုဂျေဆန်ဝဲကော့ဝယ်တာမန်ယူနေနဲ့ဟောတိကံမဖြစ်တော့ဘူးလို့ကျွန်တော်တို့သုံးသပ်မိတယ်မန်ယူအပြောင်းရွှေ့ဖွင့်စားတော့ကဝက်ဆန်ကွင်းလင်ကစားသမားအခုတော်တရန်ဟော့စပါကိုဝယ်သွားပြီဖန်တန်တက်ကိုဝယ်ဖို့လုပ်ခဲ့ပါသေးတယ်ဈေးကမေးရတော့ပေါင်85သန်းများတယ်လို့ဂျေဆန်ဝဲကော့တို့မိုက်ကယ်ကားရီတို့ယူဆခဲ့ပေါ်တယ်အဲဒါကြောင့်မိုးပဲထားရတယ်အဲ့တော့ဝက်ဆန်ကွင်းလင်ကစားသမားဖန်တန်တက်ကတော်တရန်ဟော့စပါကိုပေါင်85သန်းနဲ့ပြောင်းသွားခဲ့တယ်အဲ့တော့တော်တရန်ဟော့စပါကဖန်တန်တက်တယောက်တည်းကိုပေါင်85သန်းပေးဝယ်လိုက်တဲ့အချိန်မှာဂျီဆန်ဝဲကော့နဲ့မိုက်ကယ်ကားရီတို့ကအန်ဒရီဆန်တိုစ်ကိုပေါင်တန်50နဲ့ဝယ်တယ်ထီလီမန်ကို35သန်းနဲ့ဝယ်တယ်နှစ်ဦးပေါင်း85သန်းကုန်ကြခဲ့တယ်ဖန်တန်တက်တယောက်တည်းကို85သန်းပေးပြီးလောင်ဂျီတက်စွန်စားတာနဲ့အန်ဒရီဆန်တိုစ်နဲ့ထီလီမန်နှစ်ယောက်ပေါင်85သန်းပေးပြီးလောင်ဂျီတက်စွန်စားတာဘေယာကအားတာလေမန်ယူဖန်နဲ့ချိန်ထိုးကြည့်နေကြပါလေအဲ့တော့အန်ဒရီဆန်တိုစ်ဝယ်တာနဲ့ပတ်သက်ပြီးတော့မန်ယူဖန်တို့အားမရတာတွေဒါလေးကိုကျွန်တော်သိစေချင်လို့ချိန်ထိုးပေးခြင်းလည်းဖြစ်ပါတယ်သူကဗျာ2023တုန်းကချယ်ဆီကဒီဘရာဇီးကလပ်ဘတ်စကူဂါမာကနေဝယ်ပြီးတော့ချယ်ဆီကအဲ့သူ့မှာမကစားခိုင်းအငားတွေလိုက်ချတယ်နောက်သူတို့ရဲ့ဒုတိယကလပ်တင်ဖြစ်တဲ့ Strasbourg မှာသွားကစားခိုင်းတာပေါ့အဲ့မနေ့တုန်းကပြန်ရောက်လာတော့ချယ်ဆီမှာသူကစားရတယ်တဲ့ပွဲပရီးမီးယားလိပွဲရောတခြားပွဲတွေရောပေါ့ဗျာအကုန်စုပေါင်းနိုင်43ပွဲရှိတာပေါ့ပရီးမီးယားလိပွဲမနေ့တုန်းက28ပွဲအန်ဒရီဆန်တို့ချယ်ဆီမှာကစားခဲ့တယ်ပွဲအပြင်28ပွဲသာဖြစ်တာတကယ်မိနစ်ပိုင်းနဲ့ကြည့်မယ်ဆိုလို့ရှိရင်
1255မိနစ်ပဲပရီးမီးယားလိပွဲမိနစ်ကစားခဲ့ရတဲ့ Andre Santos ဖြစ်ပါတယ်အချိန်ပြည့်နေမကစားရဘူးဆိုတာသိသိချင်းလို့ကျွန်တော်မိနစ်တွေထည့်ပြောခြင်းဖြစ်တယ်ဒါပေမဲ့2024-25ဘောလုံးရာသီတုန်းက Chelsea က Strasbourg Club ကိုတွားကစားခိုင်းတယ်အငါပို့လိုက်တဲ့အချိန်မှာပြင်သစ်လိမှာ Strasbourg Club နဲ့အတူ32ပွဲကစားခဲ့တယ်ပြင်သစ်လိက34ပွဲကစားရတယ်လိအဲ့မှာ32ပွဲတော့ကစားခဲ့ရတယ်အားကိုးချင်းခံခဲ့ရတယ်လို့ပြောချင်တာဖြစ်ပါတယ်မိနစ်အပြင်2858မိနစ် Strasbourg Club မှာ Andre Santos ကစားခဲ့ပါတယ်အဲ့ဒီမှာ10ဂိုးသွင်းခဲ့တဲ့ကွင်းလယ်ကစားသမားဖြစ်တယ်၄ချိန်ကိုရအောင်ဖန်တီးပေးတဲ့ကွင်းလယ်ကစားသမားဖြစ်ခဲ့တယ်အဲ့ဒီတော့ Andre Santos ကအားကိုးချင်းခံရတဲ့ပွဲတွေအများအပြားကစားခွင့်ရရင်အကျိုးရှိတယ်လို့ဒီ2024-25ဘောလုံးရာသီ Strasbourg နေ့ရက်တွေကပြသနေတယ်အဲ့တော့တော်တရားဟောစမားဝက်ဆန်းနေဝယ်ရခဲ့တဲ့ Fernandez ကိုပေါင်85သန်းပေးရတာနဲ့ Andre Santos ပေါင်သန်း90ပေးရတာချင်းမှာတော့ Man U အားစားဒါရိုက်တာ Jason Welcome တို့ Man U manager Michael Carrick တို့ဝယ်မှုဟာအချင်းချင်းဖြစ်မယ်မထင်ဘူးလို့ယူဆထားမိတယ်။ Jason Welcome Manchester United မရောက်ခင်အချိန်ကာလရှေ့ပိုင်းအားစားဒါရိုက်တာတွေပေါ့ဝယ်ခဲ့တဲ့ပလေယာတွေအများကြီးရှိတယ်လေ။မစ်ဆင်မောင်းကိုဈေးကြီးပေးဝယ်ခဲ့တဲ့လောကလာတာတွေအများကြီးပေးတယ်အဟောဒီကံဖြစ်လက်ရှိချိန်ကြီးပိုက်ဖို့မိနေခဲ့တယ်။ဆန်ချိုကိုဈေးကြီးပေးဝယ်ခဲ့တဲ့လောကလာတာတွေအများကြီးပေးတယ်အဟောဒီကံဖြစ်ပိုက်ဖို့မိနေတဲ့ Manchester United ဖြစ်ခဲ့တယ်။အခု Rashford တပတ်လောကပေါင်း3,2500တောင်ပေးပြီးတော့ပိုက်ဖို့မိထားတာ။ဒါတွေနဲ့စားလိုက်မယ်ဆိုရင်တော့အခုလက်ရှိ Man U ရဲ့အားစားဒါရိုက်တာ Jason Welcome ဝယ်ယူခြင်းတွေဟာအမှားယွင်းနေတဲ့ဝယ်ယူခြင်းတွေဖြစ်တယ်လို့ပြောချင်ပါတယ်။ Chelsea ကနေပြီးတော့အဲ့ဒီ Chelsea ကအဲ့ဒီ Basco ဒိုဂါမာကလပ်ကနေ2003ကနေဝယ်လာတော့ Santos ရဲ့အသက်က16နှစ်ပဲရှိသေးတယ်။အဲ့ဒီအချိန်မှာဘရာဇီးမှာရှိတဲ့ဘောလုံး expert ကြီးပေါ့ Tim Beckley ဆိုတဲ့လူကသူနဲ့ပတ်သက်ပြီးတော့ Sky Sports ကိုဘာတွေပြောခဲ့လဲဆိုတော့ Basco ဒိုဂါမာတန်းတက်လာတာနေရာမှာသူကအရေးပါတဲ့အခန်းကဏ္ဍပါခဲ့တာတေချာတယ်တဲ့ဒီကလေးကြောင့်တန်းတက်ထဲမှာပါတယ်တဲ့။ဒါပေမဲ့အသက်က16နှစ်ပဲရှိသေးတော့ Premier League လိုနေရာမှာတော့ကစားဖို့တော့ ready အသင့်မဖြစ်နိုင်သေးဘူးဒီသူ့ကိုအငါ့ကိုချတီးကြအတွေ့အကြုံယူရေရှည်အတွက်ပဲအားကိုးရမယ်လို့အဲ့ဒီ Tim Beckley ဘောလုံး expert ကြီးကသူလက်ပတ်သက်ကြီးသုံးသပ်ပြခဲ့တယ်သူကတကယ်ကွင်းတဲ့ဘက်မှာတော့အခုပြောင်းနေမှာတကယ်အားကိုးရတဲ့သူဖြစ်တယ်တဲ့ boss to boss strong player ဖြစ်တယ်လို့ပြောခဲ့ဘူးတယ်မှတ်ချက်ပေးခဲ့ဘူးတယ်အဲ့တော့ Tim Beckley ပြောသလိုမျိုးပဲ2023ကနေအခု2026ရောက်လာဆိုတော့အတွေ့အကြုံတွေတော့ရင်းလာပြီလို့လည်းယူဆထားမိပါတယ်အဲ့တော့ Andre Santos ကိုဝယ်လာတဲ့ပတ်သက်ပြီးတော့ Man U အားကစားဒါရိုက်တာ Jason Welcome က Man U ဖန်တွေကိုဗာပြောတာလေဆိုတော့တကယ်ကောင်းတဲ့ကွင်းလယ်ကစားသမားပါတဲ့နေ့စဉ်ပိုင်းအရေးသေးရှိတယ်တဲ့ပွဲရဲ့တက်ရောက်မှုအနေထားတွေလိုက်ပြီးတော့လိုက်ပါကစားနိုင်တဲ့ကွင်းလယ်ကစားသမားဖြစ်တယ်ကျွန်တော်သူ့ကိုစောင့်ကြည့်နေတဲ့ကျွန်တော်စောင့်ကြည့်တဲ့သူတွေမှာသူကတူးပါဝင်မှာတဲ့ဦးဆောင်နိုင်မှုစွမ်းရည်မြင့်တဲ့သူဖြစ်တယ်လို့ပြောသွားတယ်ဗျသူကဒီရာဒီမှာ Michael Carrick ပထမဆုံးဝယ်တဲ့ပလီယာဖြစ်ပါတယ်အဲ့တော့ Andre Santos ကိုဝယ်ပြီးတော့ Manchester United က SM Milan ကွင်းလယ်ကစားသမားသူကြောင့်တဘာကြီးပေါ့ဗျာအသက်က29နှစ်ရှိပြီတီနီမန်ကို release clause fee ကိုပေးပြီးတော့ဝယ်ထားနော်35သန်းတောင်ပေးရတာအဲ့တော့ release clause fee ပေးတာဖြစ်တဲ့အတွက် SM Milan ဘာမှမတန်နိုင်ဘူးပေးလိုက်ရတော့တာဗျာအဲ့တော့တီနီမန်ကစမေလိုမရှိတော့တဲ့အတွက်ဝယ်ဖြစ်တင်တာလို့နားလည်မိပါတယ်အမှအမှန်အားပေးတဲ့တယောက်က BBC comment မှာရေးထားတာတွေရှိတယ်အဲ့တော့ကျွန်တော်သတင်းထဲမှာတော့ကျွန်တော်ရေးထားတာကျွန်တော်ဒါလေးကိုပြန်ပြောပြခြင်းဖြစ်ပါတယ်ဒီဒီမန်ကပရီးမီးယားလိမှာအထာကောင်းကောင်းသိနေတဲ့သူဖြစ်တယ်ပြီးတော့သူ့ခြေစွမ်းက consistency ဖြစ်တယ်လို့ပြောတယ်ဒီဈေးနှုန်း35သန်းဆိုတာတော့တင့်တော်တဲ့ခေါင်းဖြစ်တယ်ဆိုပြီးတော့အကောင်းမြင်ထားတာတွေ့ရပါတယ်အဲ့တော့ Man U ကဆိုတော့ကျွန်တော်ပြောဆိုပဲ Casemiro ထွက်သွားတယ်နောက် Ugarte ကလည်းကမ္ဘာဖလားမှာတရားရပြီးခွဲစိတ်ခါမှာဆိုတော့ကွင်းလေရတအားနေတဲ့ခါကျတော့Jason Welcome နဲ့ Michael Carrick တို့ကကွင်းလယ်ကစားသမားမျိုးကိုအများဆုံးခေါ်ယူတာလည်းဖြစ်ပါတယ်အဲ့မှာကန်ဆိုးသူကတော့ Atlanta ကွင်းလယ်ကစားသမား Ederson ပေါ့နော် Ederson ကိုဦးစားပေးသူတို့ဝယ်တာပဲစစ်တယ်စစ်ကြတယ်စစ်ကြပြီဆိုတော့ဘယ်ဝယ်တော့မလဲဗျာဒီလိုနေထားမျိုးဖြစ်တယ်အဲ့တော့Lisbon United ဂိုးသမားမနေ့ကဦးစားပေးဂိုးသမားကိုလည်းသူတို့ပြောင်းရွှေ့ရေးလို့နဲ့ခေါ်တယ်ဆိုတော့မနေ့တုန်းက Man U ကအငှားချထားတဲ့ Onana လေဒါ Jason Welcome ကိုခဲ့တဲ့Onana မဟုတ်သူရှိကအောက်စားတိုင်းတွေဝယ်ခဲ့တာလေအဟောတိကံပဲလေOnanaဘာမှသုံးစားမရအောင်သူအငှားချတာသူလည်းခု Man U တွေပြန်လေလာလို့မရတော့တဲ့အနေထားမှာရောက်ရှိသွားပြီဖြစ်ပါတယ်အခုနောက်ဆုံးမှာတော့ Michael Carrick ဟာပြင်သစ်လက်ရွေးစင်ပေါ့ပြင်သစ်တင်းမှာကစားသွားတယ်2020ကမ္ဘာဖလားမှာကစားသွားတယ်အမာနူကိုနေကိုစိတ်ဝင်စားနေရိုမာပလီယာဖြစ်တယ်Michael Carrickကဘောကယ်ရင်တွန်းနိုင်တဲ့ကိုနေသားမှာထပ်ပြီးတော့လူချင်းနေတယ်ရှာဖွေးနေတယ်အဲ့တော့လောဆယ်သူတို့
မာနူကိုနေကိုကြည်နေတယ်သူရောက်ချင်တော့နဲ့ရောက်နိုင်ချင်များတယ်ပြီးတော့ဘရိုက်တန်ကွန်းကဗာလီဘာကြတော့သူတို့တွေကဈေးအရန်ကြီးတဲ့ခါဒီမာနေနေထားတဲ့ချိန်ထိုးလာမယ်ဆိုရင်မာနေကိုပဲသူတို့ပူကြိုက်တဲ့ပုံမျိုးမှရှိတယ်အဲ့တော့မာနူကိုနေကမန်ယူရောက်လာနိုင်ကြီးများတဲ့သူတယောက်ဖြစ်ပါတယ်အဲ့တော့မနေ့ကမန်ယူကွင်းလယ်မှာပလင်းမေကာဘရူနိုဖာနန်ဒက်ဗျာဘယ်ကကားလေးနဲ့တွေ့သွားတဲ့ခါမှာဘရူနိုဖာနန်ဒက်မှာဖုံးအုပ်နေတဲ့သူ့ရဲ့တောက်ပတဲ့စွမ်းရည်တွေမြင်တွေ့လိုက်ရတယ်မန်ယူဖန်နေမေ့ကြမှာမဟုတ်ပါဘူးဘရူနိုဖာနန်ဒက်အကြောင်းပြောမယ်ဆိုရင်2025-26ဘောလုံးရာသီကပရီးမီးယားလိမှာမန်ယူရဲ့22ချိန်ဂိုးရောက်အောင်ဖန်တီးပေးတဲ့ great playmaker ဖြစ်ခဲ့တယ်တရားကြီးထဲမှာဂိုးရောက်အောင်ဖန်တီးမှုအများဆုံးဖြစ်ခဲ့တဲ့စံချိန်တွေပါတင်သွားတယ်ဆိုတာကြီးပြောကြမှာပါရဲ့မိထားလို့မရတဲ့အရာပဲဖြစ်တယ်မနေ့က22ချိန်ကိုရောက်အောင်ဖန်တီးပေးတယ်ကိုတွင်းနိုင်ခဲ့တဲ့ဘရူနိုဖာနန်ဒက်ဖြစ်တယ်အဲ့တော့ပထမမန်နေဂျာအမိုရင်လက်ထက်မှာမစွန်ခဲ့သမျှကမကယ်ကားနဲ့တွေ့တဲ့ခါမှာတော့ဘရူနိုဖာနန်ဒက်နဲ့မကယ်ကားတဲ့နည်းနည်းအတွဲဆက်တွေမိသွားကြတယ်အပြန်အလှန်ယုံကြည်မှုတွေလေးစားမှုတွေရှိခဲ့ကြတယ်လို့ယူဆမိတယ်အဲ့မှာသူစွမ်းစတွေပြတာလို့သတ်မှတ်ထားမိတယ်ပြီးတော့မကယ်ကားရဲ့လက်အောက်မှာအာမက်ဒီယာလိုအခုဆိုရင်24နှစ်ရှိပြီဒေါ်ဂူ22နှစ်ရှိပြီကိုဘီမန်တို့22နှစ်လို့လည်းပဲမကယ်ကားနဲ့တွေ့တော့ခြေစမ်းပြခဲ့ကြတာအမိုရင်နဲ့တွေ့တော့သူတို့ခွေခောက်လေးနေကြတာမကစားတဲ့အတွက်လေဒါပေမဲ့မကယ်ကားနဲ့တွေ့ကြတဲ့ကြောင့်သူတို့တွေအစွမ်းကုန်တွေကစားပြခဲ့အဲ့တော့သူတို့လေးတွေဟာဒီနေ့မှာမကျူဝါဖြစ်လာနေကြပြီဒါလည်းပဲမန်ချက်စတာယူနိုက်တက်ဖန်တွေအတွက်အားရစရာဖြစ်တယ်မင်းဒီမှာသူတို့ဒီကလေးလေးကျွန်တော်ထည့်ပြောခြင်းဖြစ်ပါတယ်အခုဒီရာသီမှာထူးခြားတာကတော့မကယ်ကားတွေဟာသူ့ဘော်ဒါကြီးဒါရင်ဖလက်ချာရဲ့သားနှစ်ယောက်ပေါ့တိုင်လာဖလက်ချာနဲ့ဂျက်ဖလက်ချာဆိုတဲ့အမွာညီကိုနှစ်ယောက်ကိုစီနီယာတင်းကြီးကိုခေါ်ထားတယ်အဲ့ဒီဒါရင်ဖလက်ချာရဲ့အမွာသားနှစ်ယောက်တည်းမှာနှစ်ယောက်ဆို10နှစ်ပဲရှိသေးတယ်ဟိုတိုင်လာဖလက်ချာဆိုတဲ့လူငယ်လေးကပို့ပြီးတော့ဆရာကြနေပုံပေါ်တယ်ဘယ်နေ့တော့ကမန်ယူနဲ့ဆက်တဲ့အတင်းမှာဆရာကြကစားနေတော့စကော့တလန်လေရွေးစင်တင်ကတော့ရွေးသွားတာမျိုးရှိတော့ဒီကလေးလေးလည်းပဲမိုက်ကယ်ကားရဲ့နေရာပေးခြင်းပေးလာနိုင်ပါတယ်ပြီးရင်အဟောတိကံဖြစ်နေတဲ့ပိုက်ဘောမြင့်နေတဲ့မေဆင်မောင်းအခုခြေစမ်းပွဲတွေမှာတုံးနေတာမိုက်ကယ်ကားတွေကမေဆင်မောင်းကိုရအောင်ပုံဖော်အောင်မယ်လို့လည်းယူဆထားမိပါတယ်မန်ယူမှာအားနေတဲ့နေရာကတော့ကျွန်တော်အမြင်ကတော့နောက်တန်းပဲဖြစ်တယ်ဒီရာသီစမှာမန်ချက်စတာယူနိုက်တက်စင်တာဘက်မှာဟယ်ရီမက်ဂွိုင်ယာနဲ့ယူရူတွဲပွဲထက်လာဖို့များပါတယ်နောက်တန်းပဲဆိုနေမှာလူရှော့ဓာလော့တို့ပဲကစားလာနိုင်ပါတယ်ဒီပလေယာတွေ၄ယောက်စလုံးကြည့်ရင်သူတို့တွေကဘာဖလားတွေမကစားဘူးသူတို့တွေနည်းနည်းလမ်းဆန်းမှုဆိုတာလေးရှိနေတယ်ဗျဒါလေးကတော့အာသာချက်ပေါ့အာနေချက်ဆိုတာကအဲ့နောက်တန်းမှာသူတို့ backup ပလေယာကောင်းကောင်းမှန်မှမရှိဘူးအဲ့ဒါအာနေချက်ပဲဖြစ်တယ်အာဂျင်တီးနားလေဂျင်လီဇန်ဒရိုမာတီနယ်လည်းပဲသူနားရက20ရောက်နားရမှာဆိုတော့ဒီယာစီစာပွဲတွေလွဲချုံပါလေနောက်ဒန်ရနဲ့ဒီလစ်ကလည်းဒန်ရမကောင်းဘူးအော်တိုဘာလလောက်မှကောင်းမယ်ဆိုတော့ဟိုဟယ်ရီမက်ဂွိုင်ယာယူရူစင်တာပဲတွေ့ဖို့မြင်တွေ့ရနိုင်ပါတယ်ဘက်ကကတော့အားနေနေတယ်ဒီနေ့မှာချန်ပီယံလိကလည်းကစားရမှာဆိုတော့မကယ်ကားတွေဒါမှမဟုတ်ဂျီဆင်ဝဲကောတို့ကနောက်တန်းပလီက2ယောက်လောက်တော့ဝယ်ဖို့လိုတယ်လို့တော့မြင်မိပါတယ်မနေ့တော့ကသူတို့တွေတိုက်စစ်ပိုင်းတွေကြီးဖြည့်တယ်အခုနွေရာသီအစပြောင်းရွှေ့အစမှာကွင်းလယ်ပိုင်းဖြည့်တယ်အဲ့တော့နွေရာသီပြောင်းရွှေ့မပိတ်ခင်မှာနောက်တန်းသမား2ယောက်လောက်ထပ်ဖြည့်လိုက်မယ်ဆိုရင်တော့တော်လေးကောင်းမယ်လို့ယူဆမိပါတယ်လက်ရှိနေထားပြီးတော့မန်ယူရဲ့နောက်တန်းမှာဘက်ကပလီကအားနေနေတယ်နေထားမှာရှိတယ်ဆိုတဲ့အကြောင်းမန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်တဲ့ချင်းဖိုကတ်လေးပြင်ပေးလိုက်ပါတယ်အားလုံးစိတ်ပြေကြပါစေ